ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ YMB သတင်းဌာနမှာ YMB channel မှာကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်တို့ဗရောင်းမျိုးရဲ့တက်သေးဆောင်ရှင်းအောင်တမိုင်းဝင်ပေါ်တော်မူနေရဘူးမြတ်စွာဘုရားကြီးရောက်ရှိနေပါတယ်အဲ့နဲ့တော့လိုက်ကြည့်ကြပါဦးဒါမဟုတ်ဘူးပါဘောနော်ရှင်းအောင်တမိုင်းဝင်ပေါ်တော်မူနေရဘူးမြတ်စွာဘုရားကြီးဒီနေ့ကောင်းမဟုတ်ဘူးမှာဆိုတော့မြတ်ဒီစားကိုကိုရခန္ဓာကိုယ်လေးတိုက်ခန္ဓာကိုယ်လေးတိုက်ပါပေါ်တော်မူနေရဘူးမြတ်စွာဘုရားကြီးပါဗရောင်းမျိုးရဲ့ရှေးအောင်တမိုင်းဝင်ပေါ်တော်မူနေရဘူးမြတ်စွာဘုရားကြီးရေဝိဌာနဥတင်လိုက်တော့အင်းတော့ကိုတဥခိုင်မဲ့တင်းနေခိုင်တော့မချုံမတက်မထင်ဖြိုးဝယ်အမင်းနာကောင်းဒါတော့ကိုကြီးရတော့ဘုံမူကြီးဥတင်လိုက်ဒါဥအောင်ကျော်မြင့်ဒါပြောဆရာတော်ဥပ္ပယနာကတမရန်ကုန်ရှစ်မှန်ကျောင်းလိုက်ညနေတော့ပါနန်းပြားကျောင်းဆရာဒါပဲဗလားဘောတော်မြတ်စွာဘုရားကြီးနေရာဦးမြတ်စွာဘုရားကြီးတရားဗရောင်းသက်တာကောင်းချက်ဗျာအပေါင်းဆက်ကြ
တက်တာပန်းအောင်မဆက်ချောင်းမျိုးသစ်တီလက်တန်းမျိုးသစ်တီကထုံနေရရှင်မိုးငုံငိုးရွာလက်တန်းဆိုတဲ့အတိုင်းအေဒီ60ခွန်မှာသီခတ္တရာပြသုံးပြီးနောက်ပြုသက်ကမ်းရန်အုပ်စုသည်ဗရောင်းလို့အမည်ရမယ်ဖြစ်ပေါ်လာမယ်ရွှေတောင်ကြီးဆိုတဲ့နေရာဒေသကိုအားလုံးစူးသီးညီညာစွာနဲ့စုံစင်းလာပြီးဥဒပထမရွှေတောင်ကြီးဒုတိယရွှေတောင်ကြီးမှာ6နှစ်နေပြီးတော့မှမင်းတုံးဘက်မင်းဘုံဆိုတဲ့မင်းတုံးရဲ့အခုတော့ဘုံမာဝတီပေါ့မင်းတုံးကံမဒေသမှာ3နှစ်နေပြီးတော့ကမ်းရန်နေလာရောက်တိုက်ခိုက်သိမ့်ပိုက်လို့တရားရင်မြရဲ့အနောက်ဘက်ကမ်းကနေပြီးတော့အထက်အညာကိုဆန်တက်သွားပြီးတော့မှအခုအရိမတ္တနာလို့ဖြစ်မဲ့ပကံကိုစပြီးတော့ပြူရွာ19ရွာနဲ့တီထောင်ရတဲ့အခါကျတော့သမုဒ္ဒရိမင်းကဥဆောင်ပြီးတော့အဲ့ချိန်ကသမုဒ္ဒရိမင်းမတူသေးဘူးအရှင်မင်းသားပဲရှိတယ်ဥဆောင်ပြီးတော့မှစုစည်းကအရိမတ္တနာပုဂ္ဂရာမပြူရွာ19ရွာစုစည်းတဲ့အတွက်ပုဂ္ဂရာမပြူရွာတွေ19ရွာစုစည်းပြီးတော့မှအရိမတ္တနာပုဂ္ဂရာမဆိုပြီးစတီထောင်ခဲ့တဲ့အချိန်ဒီကတော့ရှေးဟောင်းကြတယ်အေဒီ600စုအိန္ဒိယဟန်ရောထုတ်နေတယ်လေဘင်းမှာလေဘင်းအရေး3ရက်လက်နှစ်ဘက်ကအဘယမှုလားရှင်းနှစ်ဘက်ကိုစံတန်းပြီးတော့မှဘေဝညာထက်သောရုပ်ပွားတော်ဖြစ်တယ်ဘေဝညာထက်အလုံးတရားမှရှေးဟောင်းကြတဲ့ပြူရုပ်ပွားတော်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းရှေးဟောင်းသမိုင်းဌာနကပုံကိုယ်ဒီနဲ့မှတ်တမ်းတင်ဆောင်ရွက်ထားပြီးလည်းဖြစ်ပါအဲ့တော့ဒီနေရာဒီလမှာရှိခဲ့တဲ့ဒီရှေးဟောင်းနေရာဒါဘောတော်မူနေရာဦးမြတ်စွာဘုရားဘောတော်မူနေရာဦးမြတ်စွာဘုရားဆိုတာလေဗာလဲဆိုတော့ကောသာတက္ကရီတုတ်စစ်တီကြ1936မှာလာွက်ကဒေါ်စလင်းမှာပါတေသာတော်မြုပ်ကွန်ရှစ်ဖြာ6ရောင်ထုတင်ရတာဆိုတဲ့အတိုင်းဘောတော်မူရှင်ကျူမြတ်စွာဘုရားကြီးယခုဆိုရင်တော့နေရာပြောင်းရွှေ့ပြီးတော့မှဝင်လိုရက်ွက်သီတိမြင်နာကုန်းတော်လာမှာကိန်းဝစ်ဆံပေးတာဖြစ်ပါလေရခင်တုန်းကတော့ဩဝရီသောမူနီရောက်တက္ကရီ1146အင်ရှိဥပရာသာအနောက်မရှိမှဒေသဒညဝတီကိုအားလုံးသွားလာလှုပ်ရှားတဲ့အခါကျတော့ဤဗရောင်းမျိုးကဥယျာဉ်ပူလမ်းကြောင်းကိုခေါ်ဆိုပြီးတော့အဲ့ဒီမှာတင်ဒီနေရာဒေသမှာစစ်တီအင်အား3000ကျော်နဲ့စင်တက်မင်းတက်ခြေရင်တက်တွေနဲ့နေထိုင်ကအင်ရှိဥပဒါစာနေဖို့ညံ့ညင်ပြတ်တက်ကြီးကိုလည်းဗရောင်းမျိုးကိုတစ်တော်သူတို့ကဥဆောင်ပြီးဆောက်လုပ်ထားပြီးကျိုးတင်ဆောက်လုပ်ထားပြီးတော့မှအင်ရှိဥပဒါလာတဲ့အခါကျတော့အကုန်လုံးဒီနေရာမှာပဲသူကညံ့ညင်ပြတ်တက်မှာဆံပြီးတော်မူတယ်နောက်ပြီးတော့တီးတိုင်းတရားရှိတဲ့နန်းဆောင်ကြီးကိုလည်းညီနန်းပြတ်တက်ကိုလည်းဆောက်လုပ်ပြီးတော့ဒီနေရာမှာဆောင်ရွက်တယ်နေတိုင်းနဲ့ဒီရမှာစခန်းချနေထိုင်နန်းဆန်ပြီးတော့မှညဝေကိုသူကစတင်ပြီးတော့သူကဆက်လက်ပြီးတော့ဝါလာဖြစ်တယ်အဲဒီညဝေကပြန်လာတော့လေမဟာမြတ်မုနိခြေဘုံနာမုနိမဟာအောင်မြင်မုနိဆိုတဲ့မုနိ၃စုဒီမုနိ၃စုထဲမှာမဟာအောင်မြင်ဆိုတာယခုတော့ဇလွန်ပြီးတော့ပြန်ဖျားပဲဖြစ်ပါတယ်အဲ့မုနိ၃စုနဲ့အတူပေါ်တော်မူရှင်ဖြူမြတ်စွာဘုရားကြီးဒီနေရာမှာကိန်းဝိထာဖြစ်ပါတယ်ကိန်းဝိပြီးတော့မှမြတ်စွာဘုရားကိန်းဝိဆံပေတော်နေပြီးတကာလဒီပေါ်တော်မူရှင်ဖြူမြတ်စွာဘုရားမူလဗုဒ္ဓမြေတွင်းရပေါ်တဲ့ရှင်ဖြူမြတ်စွာဘုရားဟာ1988ခုနှစ်မှာဖြစ်သီရိမင်္ဂလာဘုံတော်ကိုကျောင်းရှိစံပေပြည့်သည့်အချိန်မှာစပြီးတော့ပေါ်တော်မူနေရာဦးမြတ်စွာဘုရားဆိုပြီးတော့ပူဇော်ကိုးကွယ်တာဖြစ်ပါတယ်ပေါ်တော်မူနေရာဦးမြတ်စွာဘုရားဒါဒီနေရာမှာပေါ်ခဲ့တာပေါ့ဘုရားဒီဘုရားပေါ်တာမဟုတ်ပါပေါ်ခဲ့တဲ့ဘုရားကအရှိမပြောင်းရွှေ့စံပယ်တဲ့အချိန်မှာစပြီးတော့ဒီရုပ်ပွားတော်ကြီးကိုအားလုံးထုလို့စနင်းပြီးတော့မှပူဇော်ခြင်းဖြစ်ပါတယ်အခုဆိုရင်နှစ်ပေါင်း100ပြည့်တော့ပါမယ်နှစ်ပေါင်း100ရှေးဟောင်းအန်ဒီရှေးဟောင်းဖြစ်ပါတယ်ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးပါဒါကပါလေဘောလုံးရှိမြတ်စွာဘုရားရဲ့ညီဝတတိရဓမြတ်ကြီးအားလုံးကိန်းဝေးပြီးတော့မှပူဇော်တဲ့ရုပ်ပွားတော်ဒီနေရာမှာဘောလုံးရှိပြီးပြောင်းရွှေ့တော့မယ်ဆိုဒီနေရာမှာဇေကြီးတစ်သောင်းဒီတောင်းဇရက်ဒီအလျက်ဟာမရှိအောင်ရက်ွက်သူဒေသခံသားတွေကစုပေါင်းပြီးတော့မှဒီနေရာမှာလေတဆူရှိမယ်ဆိုရင်မူလဗုဒ္ဓမြေတွင်းရပေါ်ခဲ့တဲ့ဘောလုံးရှိပြီးမြတ်စွာဘုရားကြီးရဲ့နေရာဒီသမှာဖြင့်မြေနေရာဥနေရာဒုမြေမဟာမြတ်ဒီနေရာမှာပူဇော်ကိုးဝယ်ပြီးတော့ဘွဲတော်အမည်ကိုလည်းဥဒ္ဒပထမပေါ်ထွန်းခဲ့တဲ့နေရာကိုအစွဲပြုပြီးတော့ပေါ်တော်မူနေရာဦးဆိုပြီးတော့မှအခုဆိုရင်ဗရောင်းမျိုးဝင်လို့ရက်ွက်ပေါ့
ကိုတော့ကတော့တောင်ကုန်းရက်ွက်အခုဝင်လို့ရက်ွက်ထဲမှာတည်ထားတာပါမူလဗုဒ္ဓနှစ်ပေါင်းဒီဖျားကိုပူဇော်တာလေဒီရုပ်ဝါတော်ကြီးဟာအခုနှစ်ပေါင်း100ပြည့်ပါတော့မယ်1300နဲ့1288ခုနှစ်မှာပြောင်းရွှေ့ပြီးတော့ကိန်းဝေဆံပြေသွားတဲ့ရှင်ပြူရုပ်ဝါတော်မြတ်ကြီးရဲ့ဒီပလင်တော်ပေါ်မှာပလင်ထက်ပေါ်မှာပူဇော်ခဲ့တာနှစ်ပေါင်း100ဒါမဲ့1388ခုနှစ်ဆိုရင်100ပြည့်ပါပြီသူ့အတွက်ကြောင့်အလွန်တရာမှရှိကြတယ်ဘရောင်းမြို့မှာရှေးအောင်သမိုင်းကြီးအများကြီးရှိပါတယ်အင်းရှိဥပဒါရဲ့နန်းဆောင်ရာတွေဒီနေရာဒီဒေသဒီဘုံမြင့်တဲ့ဒီညီပေါ်မှာပဲရှိနေပါတယ်ဆိုတဲ့အားအားလုံးကိုလည်းဒါသိသိနေတယ်လीနော်ဘရောင်းလို့ဒါရုပ်ပွားတော့ဟောတော်မူနေရဦးဆိုတဲ့အကြောင်းအလွန်တရာမှရှိကြတယ်ဘရောင်းအစသမိုင်းကြီးကိုဒီနေရာနေစကောက်ရတာဖြစ်ပါတယ်အဲဒါကြောင့်ဘာလဲဆိုတဲ့အခါကျတော့ရှေ့လူတွေကယူသားကြတယ်ပွင့်လင်းကြတယ်နော်ဖြူစင်ကြတယ်အဲ့တော့သမိုင်းမတင်ခဲ့သမိုင်းမဝင်တာဖြစ်နေတယ်ဒါကြောင့်မလို့အခုဆိုရင်သက်ဆိုင်ရာအဖွဲ့အစည်းအကြီးအကဲတွေကစတော့သက်ဆိုင်ရာရှေးအောင်ရုပ်ဘွားတော်တွေရှေးအောင်ရည်ရည်မှုတွေအမှုပညာလက်ရာတွေကိုပြန်လဲပြီးတော့သမိုင်းပါတတ်နေတင်ပြီးတော့နိုင်ငံရဲ့သမိုင်းဝင်အောင်နောင်လာမဲ့မျိုးဆက်သစ်တွေအားလုံးအဆက်ဆက်သာသနာမှာလဲသိနိုင်အောင်သမိုင်းတင်နေကြခြင်းပဲဖြစ်ပါလေနှလုံးချိန်မှနေမြင်မြင်ကြပါစေအဲ့ဒါပြုခက်လက်ရပါရှေးအောင်ပြုခက်လက်ရအလွန်တရာမှရှားပါတဲ့ရုပ်ပွားတော်ပါအဘယမုဒ္ဒကိုလည်းခေါ်ပါတယ်ဟုတ်ပါပြီဘုံတော် ဒီပါဒီချစ်ချစ်ဒီကျွဲဒါမူလဗုဒ္ဓပေါ်ထုံးခဲ့တဲ့ရုပ်ပွားတော်မြတ်ပါသင်္ယံဥက္ကထုတ်ပါလားဖြင့်မုတ်ချမင်းမြေတွင်းမှာထန်ချင်းတည်သောတကူတော်ကြောင့်မြေပေါ်ကြွလာကြောင်းချင်းရာဟုမူလသမ္မာရှင်ဖြူမြတ်မှာပြညတ်တူပေါ်တော်မူဆိုတော့ပေါ်တော်မူရှင်မြတ်စွာဘုရားပါမြတ်စွာဘုရားရှင်နေတန့်စင်သောတက္ကရာဥကြောက်ဖြာတူပါတကယ်သမိုင်းအမှန်မှာတော့တက္ကရာဥပလဲကြောက်ဖြာဒူးဆိုတာဖြစ်ပါလေမြတ်စွာဘုရားပွင့်တော်မူသောဗဒ္ဒကဘာမှာပွင့်တော်မူခဲ့တဲ့ဘုရားရှင်ဖြစ်တဲ့ကောက်ကတံဂေါဏကုကတ္တပဂေါရမဘုရားလေးစုပွင့်တော်မူသွားပြီဖြစ်ပါလေဘုရားလေးစုအဆက်ဆက်အစကောက်ကတံဘုရားမှာစတင်ပြီးတော့နေတန်းစင်သောအလွန်တရာမှထူးမြတ်လာတဲ့တက္ကရာဥကြောက်ဖြာဒူးဖြစ်ပါလေအဲ့ဒါကိုအလောင်းစီသူမင်းလို့ခေါ်တဲ့နာရပရိစီသူတက္ကရာ480မှာတိုင်းငန်းလှည့်လေတဲ့အခါမှာတာနာပြုမင်းဖြစ်ကြောင်းကိုဘိုးတော်ကြားမင်းဘိုးတော်ကသိမြင်လာတဲ့အခါဘိုးတော်ဝါသဝါနဲ့မာတလိနတ်သားတို့ကလူပြည်ကိုဆင်းပြီးတော့အလောင်းစီသူကိုမြတ်စွာဘုရားနေတန်းစင်တဲ့ကြောက်ဖြာတမြတ်ကိုလေးမြတ်ပြုပြင်ဆင်ရင်အဲ့ဒီဓာတ်တော်တာဘောသာခွာလို့ဝင်းဝါဖြူလာကြောက်ဖြာမြတ်ကိုထုလို့ဆယ်နှင်းစီလည်းဖြစ်ပြီးလက်ထသောဗိမာန်မူလတ္တမရှင်ပြမြတ်မှာပြညတ်တူပေါ်တော်မူလို့အခုပေါ်တာကိုအကြောင်းပြုပြီးတော့အမိသမုဋ္ဌာပါရခင်ကတော့ရှင်ပြမြတ်စွာဘုရားပါသူ့ရဲ့ကြောင့်နာဂရှတရထတန်စီကသေးပြည်ကိုဆက်ချီကိုယူအောင်တော်မူကရှင်ဖြူမြတ်မုနိနာကိုတီခကုန်းမောင်ပြင့်ဆောင်ခဲ့ယူရွှေတော်နန်းကိုယူဖူးဆိုတဲ့အတိုင်းအလောင်းမင်းတရားကြီးမဏိပူရကသေးပြည်ကနေပြန်လဲပြီးတော့သိမ့်ပတ်ရပြီးတော့ပြင့်ဆောင်ပြီးမြန်မာနိုင်ငံကပူဇော်တဲ့ရှင်ပြူဘွားတော်ကြီးကိုအလောင်းမင်းတရားကြီးရဲ့ရွှေဘုံနန်းတော်ဦးနရသင်္ခနန်းတော်ဦးမှာပူဇော်တဲ့အတွက်နန်းဦးဘုရားလိုလည်းမြည်ပါတယ်သူ့ရဲ့ကြောင့်ရှေ့လွန်ခဲ့တဲ့နှစ်ပေါင်း35-40ကျော်လောက်ကဗုဒ္ဓစာတစ်ခုမှာဆရာကြီးတဦးရေးသားထားတဲ့စာမှာတော့ဗုဒ္ဓရင်ဝင်မိတဲ့ဖမြတ်ဖျားညီနောင်တို့ပြည်တော်ကိုကယ်လိုက်မယ်စုပန်ကြီးအစဉ်သားနန်းတော်ဦးဘုရားဆိုတဲ့အတိုင်းနန်းဦးဘုရားပါသူ့ရဲ့ကြောင့်နန်းဦးဘုရားဖြစ်ခြင်းကြောင့်အားလုံးအေးချမ်းသာယာမှုတွေကိုလည်းဆောင်ပါလေဒါတော့နန်းဦးဘုရားရဲ့အညီပွားဘောတော်မူနေရာဦးမြတ်စွာဘုရားပါနန်းဦးဘုရားကိုပြည့်ဆောင်သွားပြီးတော့ဘက်မှာပြောင်းရွှေ့ပူဇော်ပြီးနောက်ပိုင်းမှာပူဇော်ထားသောနေရာမပြည့်အားလုံးပူဇော်တဲ့ရုပ်ဆင်းတူရာအတူထုထားတဲ့ရုပ်ပွားတော်ဖြစ်တဲ့အတွက်နှစ်ပေါင်း100ပြည့်ပါတော့မယ်
ဒီနေရာကနှစ်ပေါင်း100ဆိုတာနေရာဦးမြတ်စွာဘုရားပူဇော်လာတဲ့နှစ်ပေါင်း100သို့သောအိုးရေတော်မူနီရောက်တက္ကရာ1146တရားစခဲ့တဲ့နေရာဖြစ်တဲ့အတွက်အလွန်တရာမှရှေ့သမိုင်းကြီးမှာကြာပါတယ်ဒါကြောင့်မို့လို့ဗရောင်းသက်သာကောင်းချက်ပြဒေါင်းအပေါင်းဆက်ကြဆိုတဲ့အတိုင်းဆက်ကြမင်းရဲ့အဆက်အနွယ်ကြီးကဗရောင်းမှာလာဆုံစည်းကြတာပါဒါမှု မူလဗုဒ္ဓဘုရောမင်းတရားကြီးတည်ထားခဲ့တဲ့ရှိကူလူပြည့်သွားတဲ့အခါပြန်လဲပြီးတော့တည်ထားမှုပြုထားပါတယ်ဒီဆရာတော်ကတော့တလဲသီးခိုင်းတော့ဆရာတော်ဘုရားကြီးဥအရိဏမဖြစ်ပါတယ်တလဲသီးခိုင်းတော့ဆိုတာယခုထက်တိုင်ရှိနေတဲ့ကျောင်းတော်ပါတလဲသီးရွှေကျောင်းတော်ပါအင်းဝခေတ်ကတော့ရွှေကျောင်းတော်လို့အမည်သမုတ်ပါတယ်တလဲသီးခိုင်းတော့ဆရာတော်ဘုရားကြီးဥရိဏမဆိုတာပေါ်တော်မူရှင်မြတ်စွာဘုရားကြီးမြေတွင်းရပွင့်ပေါ်ထွန်းလာတဲ့အချိန်မှာစမခံအချိန်မှာပေါ်ထွန်းပြီးရပ်တန့်သွားတဲ့အခါကျတော့ဆရာတော်ဘုရားကြီးနဲ့အတူအနီးအခုဝင်လိုရက်ွက်အနီးမှာရှိတဲ့စကူကျောင်းတိုက်ကဆရာတော်ဦးဝိုင်းဆရာတော်နှစ်ပါးတို့ကနေအဋိဌာန်ဖြင့်ပင့်ဆောင်တင်မြှောက်တဲ့အတွက်မြေပေါ်ကိုကျွတ်လွတ်ဒါပေါ်ထွန်းလာခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ဆရာတော်ဘုရားကြီးကရှင်ပြုမြတ်စွာဘုရားကြီးပင့်ဆောင်ရမှာဆိုတာကမြေပေါ်ကိုပင့်ဆောင်တဲ့အခါမှာအဓိကဒိဋ္ဌံတင်လျှောက်ပင့်ဆောင်တဲ့ဆရာတော်ဖြစ်ကြောင်းကိုလည်းဒီမှာမှတ်တမ်းတင်ပြီးတော့ဟောပြုထားတာပါ